မြင်လာနဲ့တင်တရေကြစီမယ်ငဖက်တုပ်ကလေးကိုတုပ်ပြမှာပဲဖြစ်ပါတယ်ရှင်။ကဲတုံနည်းလေးကိုမမကြီးနဲ့အတူတူလိုက်ကြည့်လိုက်ရအောင်နော်။အရင်ဆုံးလိုအပ်တာလေးတွေကိုမမကြီးကဒီမှာပြထားပေးပါတယ်ရှင်။ပြီးလို့ရှိရင်တော့ခေါ်ဘီလေးကိုပပလှိမယ်။ခင်းညင်သီးလေးကိုလည်းပပလှိလိုက်ပါမယ်ရှင်။ပြီးရင်ကျက်သွန်သီးလေးကိုလည်းပပလေးလှိထားပါမယ်နော်။ပြီးလို့ရှိရင်အဓိကတော့ငဖဲပါရှင်။ငဖဲကလေလက်ဆက်တဲ့ငဖဲကိုဝယ်ပြီးတော့စီးပိုင်နေအောင်ထောင်းပြီးတော့ကြော်ထားရမှာပဲဖြစ်ပါတယ်ရှင်။ငဖဲမလက်ရင်လည်းစားမကောင်းနော်။ကဲနည်းနည်းမင်းလေးနဲ့ထည့်လိုက်တယ်။ငုတ်သီးစိမ်းလေးလည်းများများလေးထည့်လိုက်ပါတယ်ရှင်။ဆက်ဆက်လေးစားခြင်းလို့မမကြီးကငုတ်သီးမုတ်လေးနဲ့ထည့်တယ်ပြီးရင်လိုအပ်တာတွေတစ်ခုချင်းစီအကုန်လုံးကိုထည့်လိုက်ပါတယ်ရှင်ပြီးရင်ကြော်ထားတဲ့ငဖဲလေးတွေကိုညှက်လိုက်ပါမယ်နော်ငဖဲလေးတွေအကုန်ညှက်ပြီးလို့အစင်းသစ်ဖြစ်ပြီးဆိုလို့ရှိရင်တော့မမကြီးကတုပ်လိုက်ပါတော့မယ်ရှင်ဒီငဖဲတုပ်လေးကလေငဖဲရဲ့အစ်ဆက်နေတဲ့အရာသားရဲ့တမယာသီးလေးရဲ့အချင်တက်ကငယူသီးရဲ့အဆက်တက်ကလေးကအကုန်လုံးကရောပြီးပေါင်းဆက်ထားတာမလို့ချင်းငန်ဆက်အရာသားလေးကရှားပေါ်မှာထိမိနေတာပဲရှင်ကဲဒီလိုမျိုးငဖဲတုပ်ကောင်းကောင်းလေးစားချင်နေဆိုလို့ရှိရင်တော့ငဖဲရွေးတက်ဖို့တော့လိုတယ်နော်ကဲမမကြီးလိုမျိုးလေးလိုက်ပြီးတော့တုပ်စားကြည့်ကြပါရှင်